တော့တရားပြင်တာပြီးလက်မြင်ငါအိမ်နဲ့တဲအိတ်900လို့ဆိုရင်ဖြစ်မှာဖြစ်တာဗောခိုင်ပါလေမခိုင်ဘူးဆိုရင်ဝလုံးလေးထိုးထည့်ရပါ ဟာအေးမစအုတ်ကြီးအောင်လို့ 来ဟုတ်ကဲ့ ခိုင်ကွာ ဟုတ်ကဲ့လာလေအုတ်ကြီး ဝေး စားပြီလားဗျ မစားသေးပါဘူးကွာအခုမှစင်းချိုတော့ပုံမအကုန်ဝိုက်ပါ ဟုတ်လေကျုပ်မိတာဟိုထမင်းစားပြီလားလို့မိတာ ဟောအေးငါလဲတာပဲဖြေတာပဲဟိုစင်းတွက်နေလို့မှားသေးဘူးအချိန်ပုံမှပဲထမင်းဝိုက်တော့အဲ့ဒါပြော ကြည့်ရဗျာစကားရှင်းလင်းပြောသားမှာတော်ကြပတ်ဝန်းကျင်ကြခမရမဟုတ်ထင်နေပါဦးမယ် ဟာရောက် မဟုတ်ဘူးပတ်ဝန်းကျင်ကြရုံတင်ကြောင်းတင်ထင်မှာစိုးလို့ပြောနေတာ နင်းလေကွာကဲဘာကိစ္စလဲ ဩဟိုဒေါ်ရွှေမိကအုတ်ကြီးဖို့ဟင်းပို့ခိုင်းလိုက်လို့ ရွှေမိရ ဟုတ်တယ်ဒီနေ့သူတို့အိမ်မှာရှာရှာပပဟင်းချက်လို့ဗျာ ရှာရှာပပဟင်းဘာဟင်းတော့ကွာ ကြက် ဟောမင်းရလေကွာဒူတော့မှကြက်ကရိုက်တက်လို့မဟုတ်ဘူးဒါနဲ့မှရှာရှာပပဟင်း မတူးလေအုတ်ကြီးရဲ့ဒါကတော့ကြက်မဟုတ်ဘူးမြို့ကြက်မြို့ကြက် မျိုးချက်နဲ့တော့ချက်နဲ့ဘာကွာလို့ ဟာပွာတော့အုတ်ကြီးရဲ့ဒီမှာတောကြက်ဆိုတာလေမဲမဲချောက်ချောက်ပိန်ပိန်လှီလှီနဲ့မြို့ကြက်ဆိုတာဖြူဖြူဖွေးဖွေးဖောင်းဖောင်းအီလေ အော်ရွှေမိလူပေါ့ အားရှင်ဗျာလေဟုတ်စီပီကြက်အဲ့ဒါကိုပြောတာ ရွှေမိချက်ပေးတဲ့တက်လို့ပေါ့ စီပီကြက်အဲ့ဒါကိုပြောတာ ဟာဒီလိုကြတော့လေရွှေမိကဘယ်ဆိုးလို့လဲ ကျုပ်ကြည့်ရတော့နော်ဒေါ်ရွှေမင်းကအုတ်ကြီးကိုကြိတ်ပြီးကျွေရဲပေါ်ဒီတွန်းလိုက်တော့ မဟုတ်တာ ဟုတ်တယ်အုတ်ကြီးရလေဒီမှာအုတ်ကြီးရလေမဟုတ်ဆိုးဘူးဗျာဒေါ်ရွှေမင်းရလေမဟုတ်ဆိုးမှာနှခမ်းပဲချင်းတိတ်တာမဟုတ်လိုက်တော့ဗျာကဲပြီးရော ဖူးဆိုလားဟာမဟုတ်တာ ဘယ်နဲ့မဟုတ်ရမှာတော့အုတ်ကြီးကလည်းဒီမှာအုတ်ကြီးဟိုစလုံးမကြဘူးလားတပင်လဲမှုတပင်ထူတဲ့အဲ့စကားကိုအုတ်ကြီးအသုံးချလိုက်အုတ်ကြီးနဲ့ဒေါ်ရွှေမင်းနဲ့ကနေနဲ့လိုက်ရွှေနဲ့မြ မဟုတ်တာ ကိုမောင်ကိုခမရကလေလေအကြောင်းမသိတာကြာနာပဲမဟုတ်တာနဲ့ပြီးတော့ရုပ်ကြီးလဲကြည့်လိုက်ရောနဗျာကြီးအောက်သွားမရှိဘူး ဟာခမမရဲလိုက်လားအုတ်ချိုဘူးပြအုတ်ချိုဘူးနွားနဲ့နန်းရတော့ အော်ခမရအခုဖြစ်နေတဲ့အဖြစ်ကဒီစကပုံထဲမှာလိုက်ပါပြီဗျာကဲအုတ်ကြီးခမရနဲ့ကျုပ်ပေါင်းလာတာတော်တော်ကြာနေပြီနော်ခမရအကြောင်းကျုပ်သိပါတယ်ဗျာခမရရွှေမိကိုသဘောကျတယ်ပေါ့နော်အောင်မလေးရွှေမိကလည်းအခုချိန်ထိနော်အရွယ်ကွာတင်တော့တောင်းတော့ဖြောင်းတော့ဟင်အုတ်ကြီးပါစိတ်ကူးမလွင်နဲ့သူကလည်းယောက်ျားမရှိတော့ခမရကလည်းမိန်းမသေးသွားပြီအဲ့တော့ဒီကိစ္စဖို့ချင်းအမိလိန်တဲ့ကိစ္စကြောင်ကရွင်းပြက်နဲ့ဇေယျတောင်ပန်ဖဏပြက်နဲ့ခွေးငတ် ဟာခမတပည့်ခွေးပြလာပြီတော်ပါလားဗျာတော်ပါတော့ခမတို့ပြောတာဗျာမဟုတ်တာမဟုတ်တော့ဘူးလို့ဟုတ်တာဖြစ်ချင်သလိုတော့ဖြစ်လာပြီစိတ်ပါလားစိတ်ပါသလိုဖြစ်လာပြီ စိတ်ပါလား စိတ်ပါရင်တော့အဲ့ရတာပြင်ထား ဟာနေတော့ ကြားလိုက် ဒေါ်ရွှေမင်းနဲ့အစီအမံဖို့ကြောက်တာကိုယူလေ ဘယ်လိုတောင်းပါလဲ စာရေးလိုက် အော်ရုံးတစ်စိတ်တုံး ဟုတ် တော့ ဟုတ်ဟုတ်โอ้ยရုံးတစိတ်တုံးယူစရာမလိုဘူးလေရီးသားစာပါဆိုခမရလေဗျာ ကြီးစားစားဘယ်လိုရေးရမှာလဲ ဦးကြီးအားဒူးတာခမရလေဗျာဒီမှာဒေါ်ရွှေမိကျုံတဲ့ခမရနဲ့ညအပြင်မှာတွေ့ကျင်တဲ့ဘာညာတရကချိန်ပေါ် ဟာအဲ့လိုရေးရအောင်ကွာရေးအောင်ကွာမရေးပါဘူး ကိုမောင်ကိုရီးသားစာလေးရေးခိုင်းဖို့ခမရလေအဲ့လောက်တော့အဖြစ်မရှိဘူးလားကဲအဲ့ဒါဆိုလို့ရှိရင်လေရွှေမိကိုခမရလက်မနာထိုးတယ် ဟာခမတို့တက်တော့ဘော ကျုပ်ပြောတာကခမရဟိုရွှေမိကခမရရဲ့လက်မှတ်ကိုတီးပြီးသားလို့ခမရအောက်ကနေ လက်မထိုးရမှာ လက်မှတ်ကလေးထိုးပြီးလိုက်အပေါ်ကနေပြီးတော့အောင်ထုမင်းကအဆင်းပြေသလိုရေးပြီးလိုက် အောင်ထူးတာကိုယူတယ်ဘွားသိန်း ဒီကောင်တောင်းယူတယ် အောင်ယူတယ် ထိုးရွှေမိတော့ထိုးစမ်းဟုတ်ပြီ မဟုတ်တာ ထိုးခြင်းလို့အစင်းတော့မလား ဩ